ကျွန်တော်တို့ new net designer build အနေနဲ့ဒီနေ့မှာကျွန်တော်တို့ဒီတစ်တွက်နီအကြောင်းလေးကိုဆက်လက်ပြီးတော့ကျွန်တော်တို့အနေနဲ့မျှဝေသွားမှာပဲဖြစ်ပါတယ်ဒီတစ်တွက်နီမှာပါတဲ့အကြောင်းအရာလေးကိုတစ်ချက်ကြည့်ကြအောင်နော်ကျွန်တော်တို့အနေနဲ့ဒီ civil engineering နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီ live and subscribe လေးလုပ်ပြီးလို့ရရင်လည်းလုပ်ပြီးသွားဖို့မမေ့နိုင်ဘူးเนาะဒီနေ့မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ဒီတစ်တွက်နီးအကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့တစ်တွက်နီးအနေနဲ့ကျွန်တော်အနေနဲ့၃မျိုးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဗျနံပါတ်1အနေနဲ့တစ်တန်တွက်နီးပေါ့နော်နံပါတ်2အနေနဲ့ကတော့တံမှာရှိတဲ့တစ်အချောင်းရည်တွက်နီးနဲ့နံပါတ်3အနေနဲ့ဇင်းနှုံးတွက်နီးလိုပဲဖြစ်ပါတယ်ဒီနံပါတ်1အနေနဲ့တစ်တန်တွက်နီးကိုကျွန်တော်တို့တွက်မယ်ဆိုရင်ကျွန်တော်တို့မှတ်ထားမှာတစ်တန်မှာ50ကုဗပဲရှိရဆိုတာကိုပထမဦးဆုံးမှတ်သားထားပါမယ်တစ်တန်မှာဆိုရင်တဲ့ဒီတပေရက်တပေအမြင့်9ပေအရှည်ရှိတဲ့အလျားနဲ့အမြင့်ပေါ့နော်အဲဒီ50ကုဗပေကိုဆိုလိုတာပဲဖြစ်ပါတယ်သူကဒီတစ်ရဲ့ထိတ်ကနေတိုင်းမယ်ဆိုရင်ပြက်ကတပေအမြင့်ကတပေပတ်လည်းရှိမယ်ဆိုရင်သူကအရှည်50ကုဗပေရှိမယ်ဆိုရင်တတန်ပဲဖြစ်ပါတယ်နောက်တစ်ဥမာအနေနဲ့ကဒီတစ်ရွယ်စားဆိုင်3နှစ်ဆိုင်လေးကိုတွက်ကြည့်မယ်ဆိုရင်တစ်ရဲ့အရှည်က12ပေဆိုင်က3နှစ်ဆိုင်ပေါ့နော်သူရဲ့အချောင်း150မှာရှိတဲ့တစ်ရဲ့တန်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီအောက်မှာပြထားတဲ့ပုံသင်နည်းနဲ့တွက်ရမှာဗျတစ်ရဲ့တန်ကိုလိုချင်ရင်တစ်ရဲ့အရွယ်စားရဲ့အရှည်ရဲ့အချောင်းရည်တွက်ရဲ့ကိုပထမဆုံးမြှောက်ပြီးတော့တစ်တန်မှာရှိတဲ့ကုဗပေနဲ့စားပြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီတစ်ဘယ်နှတန်လဲဆိုတာထွက်မှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ဥပမာတစ်ခါတည်းအပြထားတာဖြစ်ပါတယ်3နှစ်ကလက်မဖြစ်တဲ့အတွက်ပေပြောင်းတဲ့အချိန်မှာ7နှစ်နဲ့စားပေးရမှာပဲဖြစ်ပါတယ်7နှစ်နဲ့စားပြီးတော့12ပေရှိမယ်အချောင်းက150ချောင်းဖြစ်မယ်ပြီးတော့တတန်မှာ50ကုဗပေရှိတာဖြစ်တဲ့အတွက်50ကုဗပေနဲ့စားလိုက်မယ်ဆိုရင်ဒီ3နှစ်ဘယ်လောက်တန်ရှိလဲဆိုတာကိုကပ်မှာပဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတစ်တန်မှာရှိတဲ့တစ်ချောင်းရည်တွက်နီးလေးကိုတွက်ပြထားတာပဲဖြစ်ပါတယ်သူကလည်းပထမတစ်ခုလိုပဲတစ်တန်မှာ50ကုဗပေရှိရဆိုတာကိုမှတ်သားထားရမယ်ဗျဒီတစ်တုံးပေါ့နော်ပြက်ကတပေအနံတပေအရှည်50ကုဗပေရှိရဆိုရင်တတန်လုံးမှတ်သားထားရမယ်ဥမာအနေနဲ့တစ်ရဲ့အရွယ်စားစိုက်တလက်မပတ်လေတတန်မှာဆိုရင်တဲ့ပေရှည်ဘယ်လောက်ရှိအောင်ပေါ့အဲ့ဒီမှာတစ်ရဲ့ရေစာ site ကိုပေရှည်နဲ့မြှောက်လိုက်မယ်ဆိုရင်တစ်တန်မှာဘယ်လောက်ရှိလဲဆိုတာထွက်မှာပဲဖြစ်ပါတယ်ရေစာတလက်မမြှောက်ပေရှည်ပြီးရင်50ကုဗပေရှိတာဖြစ်တဲ့အတွက်50ကုဗပေကိုလိုချင်ရင်50ကို144နဲ့မြှောက်ပေးလိုက်မယ်ဆိုရင်9200 feet ရမယ်ဗျဒါပေမဲ့သူ့ကို running feet လို့တော့ကျွန်တော်တို့ကသတ်မှတ်ထားတာပဲဖြစ်ပါတယ်တနည်းအားဖြင့်တစ်ရဲ့အရွယ်စား site က3လက်မ2လက်မတစ်တန်တန်မှာဆိုရင်ပေရှည်ဘယ်လောက်ရှိမလဲတွက်ကြည့်အောင်เนาะအမှဆိုရင်ဖြက်က3လက်မအမြင့်ကမြင့်ဒုပေါ့เนาะဒုက2လက်မပေရှည်ဘယ်လောက်ရှိလဲတွက်မယ်ဆိုရင်တစ်ရဲ့အရွယ်စား site နဲ့ပေရှည်နဲ့မြှောက်မယ်ဆိုရင်တစ်တန်ရပါတယ်အဲ့ဒီမှာ3လက်မ2လက်မကိုပေရှည်နဲ့မြှောက်50ကုဗပေရှိတယ်လက်မကနေပေပြောင်းပြီးပေရှည်လိုချင်ရင်50ကုဗပေနဲ့144နဲ့မြောက်ပြီး6နဲ့စားလိုက်မယ်ဆိုရင်3နှစ်တန်မှာရှိတဲ့ပေရှည်ကိုရရှိမှာပဲဖြစ်ပါတယ်။ဒါလေးကတော့ကိုယ်တိုင်စိတ်တွက်နဲ့ဖြစ်ဖြစ်လက်တွက်နဲ့ဖြစ်ဖြစ်လိုက်တွက်ကြည့်လိုက်အောင်နော်။အောက်ကတော့အချောင်းရည်ကိုလိုချင်တယ်ဆိုရင်ဘယ်လောက်ရှိလဲတွက်ပြထားတာပဲဖြစ်ပါတယ်ဗျ။နောက်တစ်ခုကတော့ဈေးနှုန်းတွက်နည်းလေးဗျ။ဈေးနှုန်းကိုသိကျင်တယ်ဆိုရင်တစ်တန်မှာရှိတဲ့ဈေးနှုန်းနဲ့မြှောက်ပေးရမှာပဲဖြစ်ပါတယ်။ဥပမာတစ်တန်မှာ6သိန်းကျပ်ပေါ့နော်6သိန်းကျပ်ရှိတယ်ဆိုရင်တစ် 1.5 တန်မှာဘယ်လောက်လဲဆိုရင် 1.5 နဲ့6သိန်းနဲ့မြှောက်ပေးရမှာပဲဖြစ်ပါတယ်။ဒါလေးကတော့ရိုးရှင်းပါတယ်ဗျ။နောက်ထပ်တပေမှာရှိတဲ့ဈေးနှုန်းကိုလိုချင်တယ်ဆိုရင်လိုချင်တဲ့တစ်ရဲ့ဆိုင်ရဲ့တန်မှာရှိတဲ့အရှည်ပေနဲ့တန်မှာရှိတဲ့ဈေးနှုန်းကိုစားပေးရမှာပဲဖြစ်ပါတယ်။
ဥပမာတစ်ရဲ့အရွယ်စားဟာ3နှစ်ဖြစ်မယ်3လက်မ2လက်မပေါ့နော်တစ်တန်ဈေးနှုန်းက6သိန်းကျပ်တထမှာရှိတဲ့ PAC ကစောစောရှိကကျွန်တော်တို့တွက်ခဲ့တဲ့အတိုင်းပဲ1200 RMB ရှိတာဖြစ်တဲ့အတွက်တပေမှာဘယ်လောက်လဲဆိုရင်တထန်ဈေးနှုန်းကိုတပေမှာရှိတဲ့ PAC နဲ့စားပေးရမှာပဲဖြစ်ပါတယ်ဗျအဲ့ဒါဆိုရင်တပေမှာ900ကျပ်ရှိမှာပဲဖြစ်ပါတယ်ဒီနားမလည်ရတွေတခြားသိကျင်တာတွေရှိရင်တော့ကျွန်တော်တို့ comment ပေါ်မှာရေးပြီးသွားเนาะနားမလည်ရတွေရှိရင်ကျွန်တော်တို့အပြန်အလှန် knowledge sharing လုပ်ကြတာပေါ့เนาะဒါလေးကအကျိုးရှိတယ်ဆိုရင်တော့ကျွန်တော်တို့ like subscribe လုပ်ပေးသွားဖို့လည်းတောင်းဆိုပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်